မဆုံခဆန်လာတော့ပါရှင့်ဒီနေ့မှာကြတော့တိုဖက်စိန်ခတ်ပဖြတ်ပေါ့နော်တံပြက်အသက်ပတ်သက်ကိုတော်ပြီးလေ့လာကြမယ်ဒီနေ့ကတော့တတိယမြောက်စကားလုံးရောက်လာပါပြီတန်ကိုမြင်လို့ရှိရင်ဤဆိုတဲ့စကားလုံးအတန်နဲ့အခြေခံယူပြီးစာလုံးပေါင်းမှာဖြစ်ပါတယ်ပဖြတ်နဲ့ပေါင်းလို့ရှိရင်တော့နောက်ဆုံးမှနှခမ်းပိတ်ပြီးဆိုရပါမယ်နော်ဆိုတော့ပေါင်းမှုပေါင်းလေးတွားကြည့်ရအောင်အရဲ့တန်ရဲ့ပဖြတ်ရဲ့ပေါင်းပါမယ်အတန်ပဖြတ်ဤနော်နှခမ်းပိတ်သွားမယ်အတန်6တန်နဲ့ဆိုကြည့်မယ်နော်အတန်ပဖြတ်ဤအတန်ပဖြတ်ยักอิบอาต่างป้าเพชรยักจำอิบอาต่างป้าเพชรจำนาอิบอาต่างป้าเพชรจำเดออิบอาต่างป้าเพชรยักขึ้นอิบ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 ဒီစာပိုက်ဆိုကြည့်မယ်နော်မไก่ขึ้นยักจำไม่มาไก่ขึ้นยักจำไม่ห้าต่างป้าเพชรยักจำหิบห้าต่างป้าเพชรยักจำหิบไม่หิบอย่าอายักอย่าเอซาบ้าปีพาตึสองมาเพชรยักจำพมอย่าต่างป้าเพชรจำนายิบอย่าเปพมยิบอาวาเพชรเอามาอาจำนามาตาว่าเพชรยักเต่าหน้าต่างป้าเพชรยักจำนิบเอามาเต่านิบซาต่างป้าเพชรจำเตอสิบถ้าอาบวัดหน้าเพชรยักฐานฝ้าไก่ขึ้นจำนาไฟซากางเกงยักเสือสิบฐานไฟเสือ ဘာသာပြန်ပေးပါမယ်နော်မိုင်ဟိပဆိုတာကလောတာပဲပေါ့နော်စိတ်လောတာမျိုးနော်ယာပေးမနဲ့တာမိတဲ့စကလုံးရစ်ပါကြောက်ကင်တယ်ယာပေးဖုံးကကြတော့လက်တလုံးမလုတ်သေးနဲ့အိုးဆိုတဲ့အသေးပဲမျိုးပေါ့နော်ယာပေးဖုံးရစ်ပေါင်းလို့ရှိရင်တော့မကင်သေးနဲ့အိုးဆိုတဲ့အသေးပဲနော်အောင်မယူလာတယ်တောက်နစ်ဆိုတာကမီအိုးပြောတာနော်အောင်မတောက်နစ်ဆိုတာမီးပူတိုက်တဲ့မီးအိုးယူလာပါ10ฐานไฟเซอร์10ဆိုတာကညက်ထဲတာฐานไฟကမီးသွေးเซอร์ကထဲတာဆိုတော့မီးညက်နဲ့ပေါ့နော်မီးညက်နဲ့မီးသွေးတွေကိုညက်ပြီးမှထဲမယ်ပေါ့နော်အခါနောက်ထပ်တစ်ခေါက်ဖတ်ပြပေးပါမယ်နော်ไม่ฮิบอย่าเป๊ะผมยิบเอามาเต่านิบ10ฐานไฟเซอร์အခါဒီနေ့ကျတော့တော့ပတ်စင်ခတ်ပဖေရဲ့တတိယစကလုံးကိုလေ့လာပြီးပြီဖြစ်ပါတယ်နော်နောက်ရက်မှာစတုထမြောက်စကလုံးကိုဆက်လက်ပြီးတော့လေ့လာကြမယ်နော်မဆုံခ